အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့Kimio Pro Player ဘယ်လိုကင်ကြလဲဆိုတာကိုပြောပြပေးပါမယ်ပထမဆုံးတစ်ယောက်အနေနဲ့ကတော့ Team Liquid Philippines ရဲ့စံကြီးဖြစ်ပါတယ် Liquid vs Onyx ပွဲစဉ်မှာစံကြီးအသုံးပြုခဲ့တဲ့ Kimi Emblem နဲ့ Item Build လေးဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်စံကြီးကသူဆက်သွားတဲ့ Item Build လေးကိုအစင်လိုက်တိုင်းလေးပြသထားတယ်ပြီးတော့ဒီပွဲမှာအတိုက်ဆိုလို့တစ်ဖက်မှာခက်ကဲ glue တစ်ကောင်လောက်ပဲပါတာဖြစ်တဲ့အတွက်သူအရန်ခေါင်းတိုးပြီးတော့ဆော့သွားတဲ့ play style လေးကိုသိချကြည့်လို့ရပါတယ်စံကြီးလိုပဲရှေ့ကိုခေါင်းတိုးပြီးတော့အရန်ခေါင်းတိုးပြီးစော့တက်တဲ့ play style ရှိတဲ့သူတွေဒါမှမဟုတ်ရင်ကိုယ့်ကိုကေးရမယ်လို့ယုံကြည်ချက်ရှိတဲ့လူတွေကတော့ second item လောက်ကို scan ပြစားသွားလို့ရတယ်များသောအားဖြင့်တော့ first item ကိုတော့ growing one သွားကြတာများပါတယ်နောက်ထပ်တစ်ယောက်အနေနဲ့ကတော့ Twisted Mind Philippines ရဲ့ mid laner စင်လုံးဖြစ်ပါတယ်သူ့ရဲ့ emblem ကတော့ Sanji ရဲ့ emblem နဲ့တော့အတူတူပဲ item build မှာတော့ဒီပွဲမှာသူ့အနေနဲ့ထူးထူးခြားခြားအနေနဲ့ Kimi ရဲ့main item လိုမျိုးဖြစ်နေတဲ့ glowing one ကိုတော့အရင်ဆုံးမထည့်ပေးနဲ့သူက sky piercer first item သွားထားတယ်ဒါကတော့တစ်ဖက်က Falcon အသိန်းကိုအားလီကလေးကတောက်လျှောက်ဖိပြီးတော့သူစော့ပဲ damage ပေးပြီးတော့သွားမယ်ဆိုရဲရည်ရွယ်ချက်ကြောင့် first item ကိုသွားခဲ့တာဖြစ်နိုင်တယ် second item လောက်ကျမှသူက again book လေးပြန်ပြီးတော့ထည့်ထားရပါတော့ဒီနောက်မှာနည်းနည်းလေးပြန်ပြီးတော့တစ်ဖက်ကလာတဲ့ damage လေးကိုခံနိုင်ရရှိအောင်လို့ဆိုပြီးတော့ black wing လေးပြန်ပြီးတော့သွားထားပါတယ်ဒါပေမဲ့first item ကို scan ပြစားသွားတာတော့အရင်ကြီးတော့ recommend လုပ်ချင်တဲ့အထဲမှာတော့မပါဘူးအားလီမှာပွဲရတာနေတော့အဆင်ပြေတယ်မတာနေဘူးဆိုရင်တော့ဒီအရာကတော်တော်ကြီးကိုပုတ်သွားနိုင်တဲ့ item တစ်ခုဖြစ်တယ်ပြီးတော့ဒီပွဲမှာနောက်ထပ်ထူးခြားချက်တစ်ခုက Falcon ဘက်မှာ tank တော်တော်လေးများပါတယ်အဲ့ဒီအတွက်ကိုသူ့အနေနဲ့ကနောက်ပိုင်းမှာ Demon Hunter တွေပါပြစ်ထည့်လိုက်တယ်ဒါအပြင်မှာဆိုရင်တော့ battle ထဲမှာနည်းနည်းပို့ပြီးတော့ကြာနေနိုင်အောင်လို့ concentrated energy လေးပါထပ်ဖြည့်ပြီးတော့ဆော့ထားတာတော့တွေ့ရပါမယ်တတိယမြောက်အနေနဲ့ကတော့ RRQ ရဲ့ Rings ရဲ့ emblem တွေကတော့ဒါ Philippines က emblem တွေနဲ့တစ်ထပ်တစ်နည်းလောက်ပဲဒါပေမဲ့ tenacity လေးပဲချိန်သွားရပေါ့နော် item တွေအနေနဲ့ဆိုရင်တော့ first item အနေနဲ့ကအသုံးများတဲ့ glowing one တော့သွားထားပြီးသွားပြီ second အနေနဲ့ feather of heaven နေရာမှာလေးတော့ပြောစရာလေးကတော့ရှိတယ် feather of heaven က magic item တွေရဲ့မှာနည်းနည်းထူးထူးခြားခြားအနေနဲ့ attack speed ပေါင်းပြီးတဲ့ item တစ်ခုဖြစ်တယ်ဒီလိုမျိုး Kimi တို့နောက်ထပ် Chan ရဲ့ Harriet နတန်ဒီလိုမျိုး attack speed ပိုများတဲ့ magic damage ပေးနိုင်တဲ့ကောင်တွေနဲ့တကယ်ကို life ဖက်တဲ့ item တစ်ခုဖြစ်ပါတယ် Feather of Heaven ပါလာပြီဆိုရင် tank တွေအနေနဲ့ dominant ice ထည့်ပြီးတော့ပြန်ပြီးတော့ counter လို့ရပါတယ်emblem အရာကော item build အရာရော rings ကဒီပွဲမှာသူက durable ပို့ပြီးတော့ဖြစ်အောင်လို့ထည့်ထားတာတွေတွေ့ရဖြစ်တဲ့အတွက်ဒီပွဲမှာသူ့အနေနဲ့ key အများကြီးတော့ရချင်တော့မရှိခဲ့ဘူးနောက်ဆုံး last item လေးကတော့ win champ ဖြစ်ပါတယ်နောက်ဆုံးပြပေးချင်တဲ့တယောက်ကတော့ BTR က Moreno ဖြစ်ပါတယ် Moreno ကတော့ emblem အနေနဲ့ဆိုရင်သူက rapture တွေပါထည့်ထားတယ်ပြီးတော့ misery shop နဲ့ပါတွဲပြီးတော့သွားထားတာဖြစ်တဲ့အတွက် damage ကောပြီးတော့အားလီမာနဲ့ကသူနည်းနည်းပို့ပြီးတော့ fat ဖို့အတွက်ကိုဒီ item တွေကိုဈေးသက်သက်နဲ့ဝယ်လို့ရအောင်လို့ဖန်တီးထားတာတွေ့ရပါမယ်နောက်တစ်ခုကEvolve vs BTR ဒီပွဲစဉ်ဟာဆိုတော့မထင်မဲ့ပဲနဲ့ပွဲချိန်ကအရန်ကိုကြာသွားတဲ့အထဲမှာပါတယ်အခုဆိုရင်25မိနစ်ရောက်သည့်တိုင်အောင် Moreno ကဒါ high ground defense နေရပြီးတော့သူ့အနေနဲ့ကတော့အခုချိန်ဒီ undead အနေထားနဲ့ဆော့ထားနိုင်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ item build ရဲ့အားသာချက်ကတော့တော်နဲ့မတည်နိုင်ဘူးblack wing ပါမယ်concentrated energy ပါမယ်ဒီနှစ်ခုနဲ့ဆိုရင်သူ့ရည်လည်းပြန်တက်နေမယ်ရှိရည်လည်းတက်နေမှာဖြစ်တဲ့အတွက်သူ့အနေနဲ့ survive ဖြစ်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးတစ်ခုတော့ရရှိရဖြစ်ပါတယ်။ပွဲအခြေအနေပေါ်မူတည်ပြီးတော့နောက်ဆုံး last item တစ်ခွက်ကိုသူ့အနေနဲ့ flexible ဖြစ်အောင်ချိန်နေတာတွေ့ရမယ်။အရင်ဆုံးသူ့အနေနဲ့ Demon Hunter ထည့်ထားတယ်။ဒါကလည်းတစ်ဖက်က high loss ကြောင့်ဖြစ်နိုင်တယ်ပေါ့နော်။နောက်တစ်ချက်အနေနဲ့ဒုတိယမြောက်ကျတော့genius one ချိန်သွားတယ်။အခုဆိုရင်ကြည့်လိုက်မယ်ဆိုရင်နောက်ဆုံး last item မှာဆိုရင်တော့ holy crystal ဖြစ်သွားတာကိုတော့တွေ့ရပါမယ်။အဲဒီတော့ပြောချင်တာက Kimi ကပွဲအခြေအနေပေါ်မူတည်ပြီးတော့ item အများကြီးချိန်ပြီးတော့ဆော့လို့ရတဲ့အထဲမှာပါတာဖြစ်တဲ့အတွက်အားလုံးပဲဒီ player တွေရဲ့မှာဘယ် player ရဲ့ item build လေးတွေကိုကြိုက်လဲဆိုတာကို comment section လေးမှာရေးပေးခဲ့ပါအောင်။ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe လုပ်ဖို့လည်းမမေ့နဲ့အောင်နော်။